Silent Progress ကနေပြန်လဲကြိုဆိုလိုက်ပါတယ်1965ခုနှစ်ကစင်ကာပူမြေပုံနဲ့ဒီနေ့ခေတ်စင်ကာပူမြေပုံကိုရှင်ကြည့်လိုက်ရင်အယမ်းထူးဆန်းတဲ့အရာတစ်ခုကိုသတိထားမိကြပါပါကျွန်းလေးကပိုချမ်းသာလာတာအဆောက်အုံတွေပိုမြင့်လာတာတွေမဟုတ်ပဲတကယ်ကိုရုပ်လုံးအရာပါပိုပြီးကြီးမားလာတာဖြစ်ပါတယ်တကယ်တော့လွတ်လပ်ရေးရပြီးကြတဲ့ကစင်ကာပူနိုင်ငံရဲ့မြေဧရိယာဟာ25ရာခိုင်နှုန်းလောက်အထိကြီးထွားလာခဲ့တာပါအရင်ကလုံးဝမရှိခဲ့တဲ့စတုရန်ကီလိုမီတာ140ကျော်လောက်ရှိတဲ့မြေနေရာအသစ်တွေပေါ်ထွက်လာခဲ့ပါတယ်ကျွန်တော်တို့အခုမြင်နေရတဲ့လူနေရက်ွက်ကြီးတွေကမ္ဘာအကောင်းဆုံးလေဆိပ်ကြီးနဲ့နမဲကြီး Marina Bay Sands လို့နေရာတွေဟာအရင်ကပင်လယ်ပြင်ကြီးထိခဲ့တဲ့နေရာတွေပေါ်မှာတည်ဆောက်ထားတာပါဒီတော့နိုင်ငံတစ်ခုရဲ့မြေဧရိယာကိုပိုချိလာအောင်ဘယ်လိုလုပ်ကြမလဲဒါဟာမှော်ပညာတော့မဟုတ်ပါဘူးပထဝီဝင်အနေထားတဲတန်ချိန်တန်းပေါင်းမြောက်စွာနဲ့ကမ္ဘာပေါ်မှာအကျန်းတန်းဆုံးအမခန်းစရာအကောင်ဆုံး Civil Engineering ပညာရပ်တွေပေါင်းစပ်ထားတဲ့ရလဒ်တစ်ခုပဲဖြစ်ပါတယ်ဒီနေ့မှာတော့စင်ကာပူနိုင်ငံရဲ့ကြီးထွားလာနေတဲ့မြင်းနေရာ Growing Land လျှို့ဝှက်ချက်ကိုကျွန်တော်တို့အတူတူဖော်ထုတ်ကြပါမယ်ဒီ engineer ပညာရပ်တွေကိုနားလည်ဖို့ဆိုရင်အရင်ဆုံးပထဝီဝင်ဆိုင်ရာပြဿနာကိုအရင်နားလည်ဖို့လိုပါတယ်1960ပြည်လွန်တဲ့တွေတုန်းကစင်ကာပူဟာလူဦးရေအစမတန်တိုးပွားလာနေတဲ့ကျွန်းငယ်လေးတစ်ကျွန်းဖြစ်ခဲ့ပါတယ်အစိုးရမှာကြီးမားတဲ့မျှော်မှန်းချက်တွေရှိခဲ့ပါတယ်ကမ္ဘာအဆင့်မီစိတ်ကမ်းတွေအေယာမစက်မှုစုံတွေနဲ့လူတန်းပေါင်းများစွာအတွက်အများပြည်သူဆိုင်ရာအိမ်ယာ HDB တွေကိုတိစောက်ချင်ခဲ့ကြပါတယ်ဒါပေမဲ့ပြဿနာတစ်ခုကအဲ့ဒီလောက်အများကြီးစောက်ဖို့မြင်းနေရမရှိတာပါပဲကျွန်းကအရန်သေးငယ်နေပါတယ်မြင်းနေရလိုချင်တိုင်းအိမ်နီးချင်းနိုင်ငံတွေကိုတွားပြီးသိမ်းပိုက်လို့လည်းမရပါဘူးဒါကြောင့်စင်ကာပူဟာကျွန်းပတ်လည်ကရေရင်းပိုင်းတွေကိုကြည့်ပြီးမခစ်နိုင်ဘူးလို့ထင်ရတဲ့ပင်လယ်ကိုနောက်ဆုတ်သွားအောင်လုပ်မဲ့အစီအစဉ်ကိုစတင်ခဲ့ပါတယ်ဒီလုပ်ငန်းစဉ်ကို Land Reclamation လို့ခေါ်ပါတယ်ဒါပေမဲ့အစောပိုင်းကာလတွေတုန်းကအခုလိုခစ်မိတဲ့တဲဆုပ်သင်္ဘောကြီးတွေဖီဘကနေတင်းသွင်းလာတဲ့တဲတွေမရှိသေးပါဘူးကျွန်းပေါ်မှာရှိနေတဲ့အရာတွေကိုပဲအသုံးပြုခဲ့ရပါတယ်ဒါကတော့ The Great Fill ကြီးမားဖို့မြေဖို့ချင်းခစ်ကိုစတင်စေခဲ့တာပါအခုချိန်မှာစင်ကာပူရဲ့ East Coast ကိုတွားကြည့်မယ်ဆိုရင်လှပတဲ့ပန်းခြံကြီးတစ်ခုအမြန်အသားမကြီးတစ်ခုနဲ့လူနေအင်အားထောင်ပေါင်းများစွာကိုမြင်တွေ့ရမှာပါဒါပေမဲ့လွန်ခဲ့တဲ့နှစ်60ကသာအဲ့ဒီနေရာမှာတင်သွားရနိုင်မယ်ဆိုရင်ရေထဲမှာရောက်နေမှာတေးချပါတယ်1960နဲ့90ပြည်လွန်နှစ်တွေတုန်းကအင်ဂျင်နီယာတွေဟာဗီဒိုလိုစစ်လက်လိုနေရာတွေကတောင်ကုန်းတွေကိုစိတ်ရနေရကြည့်တဲ့နဲ့ဖြိုးချခဲ့ကြပါတယ်မြေဒီတွေကိုတူးဆိုပြီးအေယာမ conveyor belt စနစ်ကြီးတွေနဲ့တေဆောင်ကပင်လယ်ထဲကိုတိုက်ရိုက်တွားရောက်တွန်းချခဲ့ကြပါတယ်ဒါဟာတကယ့်ကိုအင်အားတုံးတဲ့အင်ဂျင်နီယာအလုပ်ပါပဲလူနေအိမ်တွေဆောက်ဖို့အတွက်ကုန်းတွင်းကတောင်ကုန်းတွေကိုဖြိုချပြီးမြေပြန်ဖြစ်အောင်လုပ်သလိုအဲ့ဒီကထွက်လာတဲ့မြေကြီးတွေကိုအတုံးပြပြီးကမ်းရိုးတန်းအတစ်ကိုဖန်တီးခဲ့ကြတာပါဒါပေမဲ့ကျွန်းတစ်ခုမှာဖြိုချစရာတောင်ကုန်းတွေကအကန့်ထက်နေတဲ့ရှိပါတယ်1980နဲ့90ပြည်လွန်နှစ်တွေရောက်တဲ့အခါ project တွေကပိုပြီးကြီးမားလာပါတယ်ချန်ကီလေဆိပ်ကိုတိစောက်ချင်လာကြတယ်ဓာတုဗေဒအလုံကန်းတွေအတွက်အေယာမဂျော်ရုံကျွန်းကိုတိစောက်ချင်ကြလာတယ်ဒီအတွက်မြေဒီတွေကမလုံလောက်တော့ပါဘူးစင်ကာပူအတွက်တဲတွေလိုအပ်လာပါတယ်တကယ့်ကိုတောင်လိုပုံနေတဲတွေလိုအပ်လာတာပါခင်မီစင်ကာပူကိုတိစောက်ဖို့အတွက်နိုင်ငံဟာကမ္ဘာပေါ်မှာတဲအများဆုံးတင်သွင်းတဲ့နိုင်ငံတွေထဲကတစ်ခုဖြစ်လာပါတယ်အိမ်နီးချင်းနိုင်ငံတွေကနေတဲတွေကိုတင်းဘောတွေနဲ့တဲဆောက်လာပြီး trailing suction hopper dredgers လို့ခေါ်တဲ့အထူးရေရန်ကြီးတွေလာနေတဲတွေကိုရေရင်းပိုင်းတွေထဲမှာပန်းထုတ်ပြီးဖိုးခဲ့ပါတယ်ဒါပေမဲ့မြေတိုင်ပရက်နဲ့ engineer ရှုထောင့်ကနေကြည့်ရင်တဲတွေကိုရေထဲဒီအတိုင်းပုံချလိုက်ရုံနဲ့အဲ့ဒီအပေါ်မှာမိုးမြော့တိုက်ကြီးတစ်ခုကိုတွားဆောက်လို့မရပါဘူးမြေကြီးကကျွံကျသွားမှာပါဒီနေရာမှာ engineer ပညာရပ်ရဲ့အစစ်စွမ်းပါကိုတွေ့မြင်ရမှာပါစိုက်က engineer တွေနဲ့မြေတိုင်ပရက် surveyor တွေဟာမြေကြီးတည်ငြိမ်စိတ်ကိုတေးချလုပ်ရပါတယ်တကယ်တော့ကြီးထွားလာနေတဲ့မြေနေရာရဲ့လွတ်ဝချက်ကတဲတွေရေထဲရောက်သွားရုံနဲ့မပြီးသွားပါဘူးတဲဖို့ပြီးစိုက်ထဲမှာစတင်ရတဲ့တိုက်ပွဲကပို့ပြီးအရေးကြီးပါတယ်ပင်လယ်ကိုဖို့ပြီးဖော်ထုတ်ထားတဲ့မြေနေရာဟာအခြေခံအားဖြင့်ရေမြုပ်ကြီးတစ်ခုလိုပါပဲဒီလိုအသစ်ဖို့ထားတဲ့တဲပေါ်မှာလမ်းတစ်ခုညက်ဒါမှမဟုတ်တိုက်ခန်းတစ်ခုကိုအလွယ်တကူစောက်လိုက်မယ်ဆိုရင်အကွက်ကျွန်းပြိုးကတ်ပေါ်မှာတေးကြပါတယ်ဒီပြဿနာကိုဖြေရှင်းဖို့ soil consolidation ဆိုတဲ့လုပ်ငန်းစဉ်ကိုအသုံးပြုကြပါတယ်အင်ဂျင်နီယာတွေကအသစ်ဖို့ထားတဲ့တဲတွေထဲကိုအေယာမထောင်းလိုက်ရေထုတ်ပြိုင်တွေကိုနှစ်ချက်ရှည်ရိုက်ထည့်ကြပါတယ်ပြီးတော့အဲ့ဒီအပေါ်မှာတဲတန်ချိန်ပေါင်းများစွာကိုထပ်ပြီးဖြီတင်ထားလိုက်ပါတယ်အဲ့ဒီအေယာမအလေးချိန်ကြီးကကြီးမားတဲ့ခြေဖွားကြီးတစ်ခုလိုဖိချလိုက်တော့တဲတွေကြားထဲမှာပိတ်နေတဲ့ရေတွေကိုအဲ့ဒီရေထုတ်ပြိုင်တွေကနေအပြင်ကိုညှိချုပ်ပစ်လိုက်တာပါဒီလုပ်ငန်းစဉ်အလုပ်လုပ်နေတဲ့အချိန်မှာတိကျတဲ့မြေတိုင်သားမှုကစိုက်ထဲမှာအရေးအကြီးဆုံးဖြစ်လာပါတယ်
ဆဗီယာတွေကမြေပြင်အနှိမ့်အယံကိုအငြင်းတန်းစောင့်မြုံနေရပြီးတချို့နေရာတွေမှာဆိုရင်မီလီမီတာအတိအကျအထိတိုင်းတာရပါတယ်။မြေထဲကရေတွေထွက်သွားတဲ့အခါအပတ်စဉ်မြေဘလောက်ကျွန်းကျသွားတယ်လဲဆိုတာကိုအတိအကျသိနိုင်ဖို့ settlement plate တွေ GPS နဲ့ total station တွေကိုအမြဲတမ်းစောင့်မျှော်နေကြရပါတယ်။ဒီလိုမျိုးဖိထားတဲ့အချိန်ကနှစ်တချီပြီးကြာနေပါတယ်။မြေကြီးကလုံးဝကြစ်လက်ခိုင်မာသွားပြီလို့စိတ်အင်ဂျင်နီယာနဲ့ Sevilla တို့ကအပြူပြူမယူမချင်းအဲ့ဒီနေရာမှာ Marina Bay Sands လို့အဆောက်အုံကြီးတစ်ခုဖြစ်ဖြစ်ချန်ဂီလေဆိပ်ကပြေးကန်းကြီးတစ်ခုဖြစ်ဖြစ်လုံးဝတိဆောက်လို့မရပါဘူး။ဒါပေမဲ့ဇက်လန်းကတီမာတွေမဆုံးသေးပါဘူး။မကြခင်တွေကတဲတွေရရှိဖို့ကအရန်ခက်ခဲလာပြီးဈေးလည်းအရန်ကြီးလာပါတယ်။တဘာဝပတ်ဝန်းကျင်ဆိုင်ရာစိုးရိမ်ပူပန်မှုတွေကြောင့်စင်ကာပူဟာပြည်ပကတဲတွေကိုပဲအငြင်းတန်းအားကိုးနေလို့မရတော့ပါဘူး။တဲမရှိပဲမြေနေရာချက်တွင်ဖို့ဘယ်လိုလုပ်မလဲ။ဖြည့်ရှင်းလွန်းချီကတော့ Netherlands တို့ဂျူရီစီကနီးပညာကိုယူဖို့ပဲဖြစ်ပါတယ်။လက်ရှိမှာစင်ကာပူနိုင်ငံသားတွေစစ်မှုထမ်းတင်တဲ့တရားတွေကျွန်းထစ်တဲ့ပူလောက်တက်ကွန်းမှာအင်ဂျင်နီယာတွေဟာပူဒါနီးပညာကိုအသုံးပြုနေပါတယ်။ပင်လယ်ပြင်ပေါ်လာအုပ်ထိတဲတွေအများကြီးဖို့မမဲ့ကြပင်လယ်ပြင်တစ်ချိန်တစ်ခုကိုဝင်းရံပြီးအေးရမှရေကားကြီးတစ်ခုကိုတီဆောက်လိုက်တာပါပြီးတော့အားကောင်းတဲ့ရေစုပ်ပြန့်ကြီးတွေကိုအသုံးပြုပြီးအဲ့ဒီထဲကပင်လယ်ပြင်ရေတွေကိုအပြင်ကိုစုပ်ထုတ်ပြလိုက်တာပါဒီနည်းအပတိပင်လယ်ပြင်မျက်နှာပြင်အနှိမ့်အရာကရောက်နေတဲ့ကုန်းချော်ဤတစ်ခုကိုဖန်တီးလိုက်တာပဲဖြစ်ပါတယ်ဒီနည်းဟာတဲလိုအချက်ကိုတိတိတသားရော့ချပေးနိုင်ပြီးဒေါ်လာပေါင်းများစွာကိုလည်းတက်တာစေပါတယ်ဒါပေမဲ့ဒီနည်းလမ်းအတွက်အလွန်တိကျတဲ့မီးတိုင်တာမှုတွေအချိန်ပြည့်ရေစုပ်ထုတ်မှုတွေနဲ့ပင်လယ်ရေကိုအချိန်တိုင်းတားဆီးထားနိုင်တဲ့အမခန်းစရာအကောင်းဆုံးဖွဲ့စည်းဆိုင်ရာအင်ဂျင်နီယာပညာရပ်တွေလိုအပ်ပါတယ်။အခုဆိုရင်စင်ကာပူနိုင်ငံဟာအခုချိန်ထိအကြီးဆုံးနဲ့ရည်ရွယ်ချက်အကြီးဆုံး project တစ်ခုဖြစ်တဲ့ Long Island ကိုစတင်တော့မယ်ဆိုတော့လာမယ့်ဆဲစုနှစ်ပေါင်းမှာအင်ဂျင်နီယာတွေ Sevilla တွေအရန်ကိုအလွတ်များကြတော့မှာပါ။ရာသီဥတုပြောင်းလဲခြင်းကြောင့်ပင်လယ်ရေမျက်နှာပြင်တွေကမြင့်တက်လာနေပါတယ်။မြေပြန်ကျွန်းနိုင်ငံတစ်ခုအတွက်တော့ဒါဟာကြီးမားတဲ့ချင်းချောက်ချက်တစ်ခုဖြစ်ပါတယ်။ဒါကြောင့် East Coast ကိုကာကွယ်ဖို့အစိုးရဟာပင်လယ်ထဲမှာအေးအားမှမြေနေရာ၃ခုကိုထပ်မံဖော်ထုတ်ပြီးလက်ရှိကန်ယူတိုင်းတဲ့အပြိုင်ကျွန်းတကြီးတစ်ခုကိုဖန်တီးဖို့စီစဉ်နေပါတယ်။ဒါဟာတာမန်ရေကာတစ်ခုလောက်ပဲဖြစ်လာမှာမဟုတ်ပါဘူး။ရေလန်းစီတစ်ခုပန်းချံတွေနဲ့လူနေအိမ်ယာပါဝင်မဲ့အပြည့်အစုံအသုံးပြုနိုင်တဲ့ကုန်းမြေကြီးတစ်ခုဖြစ်လာမှာပါ။နိုင်ငံအောင်ကိုကာကွယ်ဖို့ကျွန်းတကြီးတစ်ခုကိုတိဆောက်ခြင်းဆိုတာပထဝီဝေနဲ့အင်ဂျင်နီယာပညာရပ်ရဲ့အမြင့်ဆုံးစွမ်းဆောင်ရပြသချက်ပဲဖြစ်ပါတယ်။အခုလိုကြီးစုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ Long Island ကိုတိဆောက်တာဟာအနာဂတ်အတွက်မှန်ကန်တဲ့ရွေးချယ်ချက်လို့တင်ထင်မလားဆိုတာကို comment မှာပြောပြခဲ့ပါဦးနော်ကျွန်တော်တို့ပတ်ဝန်းကျင်မှာဖုံးကွယ်နေတဲ့ဇလန်းတွေကိုလက်မလို့ရအောင် like button လေးကိုနှိပ်ပြီး silent progress ကို subscribe လုပ်ဖို့မမေ့ပါနဲ့နော်နောက်ထပ်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်